မင်္ဂလာပါဒီနေ့ကိန်းကနန်းလေးတွေလေ့လာလိုက်ကြရအောင်ကိန်းကနန်းတရုတ်လို数字လို့ခေါ်ပါတယ်拼音တွေတင်ထားပြီဆိုတော့အရင်ဆုံးကြည့်လိုက်တာဘလို့တွေအတန်ထွက်မလဲလို့တိတိကျကျအရှိမတင်ခဲ့တဲ့拼音တွေကိုတိတိကျကျလိုက်ပြီးမှလေ့လာထားတဲ့သူဆိုလို့ရှိရင်ဒါကြည့်လိုက်တာနဲ့သူအတန်ထွက်ဖတ်တတ်ပြီနော်拼音ကလေအရေးပါပါတယ်နော်ဘယ်လိုတွေအတွက်ပို့ပြီးအရေးပါလဲဆိုတော့စကားပြောကိုလေ့လာတဲ့သူတွေအတွက်အရင်အရေးပါပါတယ်စကားပြောလေ့လာတဲ့သူတွေကရေးဖို့အချိန်တီးတက်မပေးနိုင်တော့သူကစကားပြောပဲတင်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုမြန်မာစာပေါ့နော်ဒီတရုတ်စာအတန်ထွက်ကိုမြန်မာလိုရေးပြီးတင်တာနဲ့စာရင်ဒီ拼音ကပို့ပြီးမှနှီးဆက်တယ်နော်ဘာလို့လဲဆိုရင်ဒီမြန်မာလိုပေါ့နော်မြန်မာလိုသူနီးဆက်တဲ့အတန်ယူရဲဆိုရင်သူကအနီးဆက်ဆုံးသူမရောက်နိုင်ဘူးဘာလို့လဲဆိုတရုတ်စာနဲ့ဗမာစာရဲ့အတန်ထွက်ကတိတ်ပြီးမနီးဆက်ဘူးเนาะဒီ拼音ကကြတော့ဒါကတရုတ်စာရဲ့မူရင်းအတန်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ拼音သင်ဖို့မပြင်းကြပါနဲ့เนาะဒါသူ့ရဲ့မူရင်းအတန်ဖြစ်တယ်ဒီ拼音ရပြီဆိုလို့ရှိရင်ကြိုက်တဲ့စာပေါ့เนาะဖတ်လို့ရပြီ拼音ပါတဲ့စာတွေမှန်တယ်မြတ်ဖတ်လို့ရပြီเนาะအဲ့တော့စကားပြောတင်တဲ့ချိန်မှာဆိုရင်လည်းသူကပို့ပြီးလွယ်တော့တာပေါ့ကဲအဲ့ဒါဆိုရင်ကြည့်လိုက်ကြရအောင်เนาะဒါဆိုဒီထဲမှာထူးခြားဝဏ္ဏပါတယ်เนาะဒီမှာထူးခြားဝဏ္ဏတွေအများကြီးပဲเนาะတစ်ကဲလေးရယ်9ရယ်10ရယ်ဒါထူးခြားဝဏ္ဏနှစ်ကတော့ထူးခြားတရ or မမီဒီလာ or အတန်လေးနဲ့ဆိုတော့ or ဒါဆိုဘလို့တန်ထွက်မလဲ e အတန်တင်းနဲ့ဆိုတော့လေ e လို့ပဲထွက်တယ်เนาะ e ဒါဆိုရင် or as a s and san အတန်တင်းနဲ့ဆိုရင် san s အတန်လေးနဲ့ s u အတန်တောင်း u လျောလျောအတန်လေးလျောချီချီအတန်တစ်ချီပေါ်အားပါအတန်တစ်ပါဂျီယိုဂျီယိုအတန်တောင်းကျော်ဒါဆိုရင်အတန်နဲ့10ဟုတ်ပြီနော်အစင်လိုက်ဖတ်ကြည့်မယ်နော်一、二、三、四、五、六、七、八、九、十ဟုတ်ပြီနော်ကဲဆက်သွားမယ်ဒီရဲ့ charge ကပါလဲဆိုလို့ရှိရင်ဒီဇယားကဒီမြန်မာဗမာကျောင်းတက်တဲ့ချိန်တော့လည်းငယ်ငယ်တော့ဆိုသင်ခဲ့ဖူးမှာပေါ့နော်ခု10ရထောင်တောင်းတိန်တန်းကလေးကောင်းနေပကောင်းနေစာရှိတဲ့ပြင်ပေါ့ဒီနေ့ကတော့တိန်တောင်းထိပဲပြောပြမယ်နော်အဲ့ဒါဆိုရင်ခုကိုတရုတ်လိုကလို့ခေါ်တယ်ကကအတန်လေးနဲ့ကဒါဆိုရင်10အတန်နဲ့ဆိုရင်10နော်ပေါ်အိုင်ပိုင်အတန်တောင်းပါဟိုင်ဟုတ်လားက10把爱ဒါဆိုရင်千ထောင်ဆိုရင်ဘယ်လိုထွက်မလဲ千七烟千ဟုတ်လား千ဒါဆိုရင်တောင်းဆိုရင်万 un one အတန်လေးနဲ့oneဟုတ်ပြီနော်ဒီနေရာမှာနည်းနည်းသတိထားမှာတရုတ်စာမှာလေတောင်းပြီးတော့လို့ရှိရင်တောင်းအစု၄ခုရှိတယ်ဒီတောင်းအစုထဲမှာသူကတောင်းပြီးလို့ရှိရင်မြန်မာလိုတောင်းပြီးသိမ်းမလာတော့သူကတတောင်းပြီး10တောင်းမကြည့်10တောင်းဆိုတော့တသိန်းပဲလေ10万အပြင်100万တလားတောင်း100ပေါ့တတောင်းတန်အရွက်100ဆိုရင်တော့တတန်းပေါ့တနည်းအားဖြင့်10သိန်းနော်ပြီးလို့ရှိရင်1000万နော်တတောင်းတန်အရွက်1000မြန်မာလိုဆိုရင်သိန်း100လို့ပြောတယ်ဟာလားဒါပေမဲ့ဒီမှာကျ1000万ဟာလား1000万လို့ခေါ်တယ်နော်ပြီးလို့ရှိရင်သိန်း1000ကိုဘယ်လိုပြောမလဲသိန်း1000ကိုဆိုရင်ရီဖြစ်သွားရင်ရီရီသိန်း1000ဆိုရင်10ရီတို့အဲ့လိုတွားတယ်နော်ကဲဒါဆိုရင်ဆက်ပြီးလေ့လာမယ်နော်ခုန1နဲ့3 4 5 6 9 10 10ပြီး17ဆိုရင်ဘယ်လိုပြောမလဲ17 11 10ပြီး17အဲ့လိုလာတယ်မလား17ဆိုရင်မှာ17ဆိုတော့10ဆိုတာ10 1ဆိုတာ1အဲ့လိုပဲနော်11 17စနစ်ဆိုရင်လည်း12နော်အဲ့လိုပေါ့နော်ဘယ်လိုပြောမလဲဆိုတော့ဒီမှာကြည့်10ပြီးတော့ရှင်11 12
နော်ပြီးရင်13အဲ့လိုတွားတာဟုတ်နော်အဲ့လိုမှကြည့်13 10ဒါ30ပေါ့sorry 11 11 12 12 13 13 14 14 15 16 17 18 19 19ဒါ19ပြီး20ဆိုဘယ်လိုပြောမလဲ20မကြည့်အောင်20ဖြစ်သွားတယ်နော်အဲ့ဒါ30ဆိုဘယ်လိုပြောမလဲ30ပေါ့ဟုတ်ပြီနော်အဲ့ဒါ21ဟုတ်ပြီဒီမှာ20ပြီး21ဘယ်လိုပြောမလဲအဲ့လိုပဲ21မှာ21 22 23 24 25နောက်ဆုံး29ပြီး30ဆိုလာတယ်လားအဲ့ဒါဆို31ဘယ်လိုပြောမလဲအဲ့လိုပဲပြန်တော့မှာနော်30ပြီး31 32 33 34အဲ့လိုတော့မှာပြီး40 40 41ဆိုရင်41ဟုတ်ပြီနော်အဲ့လိုပဲတော့မှာဒါတော့အိမ်စာပါကွက်ကိုတလေးကြည့်နော်မခတ်ပါဘူးခုန30ပြီးရင်20ဆိုရင်20 30 30 40ဆိုရင်40 50ဆိုရင်50 60 60 70 80 90အဲ့ဒီမျိုးပဲနော်ဥမာ66လို့ပြောချင်တယ်ဆိုဘယ်လိုပြောမလဲဒီမှာ60 60အနောက်မှာ6ထည့်လိုက်66 66နော်အဲ့ဆိုရင်90 99ဆိုဘယ်လိုပြောမလဲ99 99 99ပြီးရင်100ဆိုလို့ရှိရင်ဘယ်လိုပြောမလဲ100 100 100နော်100 100ကဲအဲ့ဒါဆိုရင်101ဆိုဘယ်လိုပြောမလဲ100လို့မပြောတော့ဒီနေရာမှာဘာလို့100လို့မပြောလဲဆိုရင်130နော်100က130လား101လားမကွဲပြားတော့ဒါကြောင့်မို့101ကိုပြောချင်တယ်ဆိုရင်ဂျားထဲမှာတုံည0ဆိုတာတုံညနော်0ဆိုတာတုံညပဲ100 အဲ့လိုပြောရတယ်နော်102 103နော်103အဲ့လိုပြောရတယ်နော်အဲ့ဆို110ဆိုရင်110နော်110အဲ့ဆို120ဘယ်လိုပြောမလဲ120ပေါ့နော်120 130 130 140 140နော်အဲ့ဒါပြီးလို့ရှိရင်200ဆိုဘယ်လိုပြောမလဲ100ပြီးလို့ရှိရင်200ပေါ့ဒီမှာ200လို့မပြောတော့နော်200လို့ပြောတယ်200ဒီမှာကြည့်လိုက်ဒီမှာအတန်တုံးနှစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ပထမရှေ့ဆောင်ကအတန်နဲ့ပြောင်းသွားတယ်နော်အဲ့တော့200အဲ့ဒါ200ဆိုဘယ်လိုပြန်ပြောမလဲစွမ်းနာအတိုင်းပဲပြန်သွားမယ်နော်ဒီမှာ202 202အဲ့လိုပြန်သွားတယ်နော်အဲ့ဆိုရင်300ဆိုဘယ်လိုပြောမလဲ300အဲ့လိုပဲ305ဆိုဘယ်လိုပြောမလဲ301အဲ့လိုပြန်သွားတယ်နော်အဲ့ဆိုရင်400ဆိုဘယ်လိုပြောမလဲ400 500 500ဒီမှာလည်းတူတူပဲနော်အတန်တုံးနှစ်ခုဆက်လိုက်တဲ့အချိန်မှာ500နော်600ဆိုရင်600 900ဆိုရင်700 800ဆိုရင်800 900ဒီမှာလည်းတူတူပဲအတန်တုံးနှစ်ခုဆက်တဲ့အတွက်ကြောင့်မလို့900ဆိုဖြစ်တော့တယ်နော်1000 1000 1000အဲ့ဆိုရင်1100ဆိုဘယ်လိုပြောမလဲ1100 1100အဲ့ဆို1000နဲ့1ဆိုရင်ဘယ်လိုပြောမလဲခုနကတော့အတိုင်းပြန်တော့မှာနော်1001
နော်ဒီတိုင်းပဲပြန်တော့မှာတုံညခံရမယ်နော်ကြားထဲမှာဒီမှာဤပိုင်ညမှာဤချင်းလို့ရေးလိုက်ဤချင်းလင်းဤအဲ့ဆို1001အခု1100ဆိုတော့ဤချင်းဤပိုင်1200ဤချင်း200ပိုင်ဤချင်း2ပိုင်လည်းပြောလို့ရတယ်နော်ဤချင်း2ပိုင်ဒါအများတုံးတာဤချင်း2ပိုင်1300ဆိုတော့ဤချင်း3ပိုင်1400ဤချင်း4ပိုင်1500一千五百，那500，那1600，1700，1800，1900，那趟数不表么嘞？2000，那2000，好比。那1000的趟过1000，那趟过2000，二所以东趟所以3000、4000、5000、6000、7000、8000，9000，古趟9000。那今年嘛，嘛5500是不表么嘞？5500不表嘞500，那5500。东趟400ဆိုပြပြောမလဲ3400เนาะအဲ့လိုကိုယ့်ကိုတွားပေါင်းကြည့်နော်ဟိုးရှေ့မှာတင်ပြီးတွားပြီနော်ဘယ်နေရအဲ့ဆိုရင်1000ဆိုပြပြောမလဲ11000ကို1ဟုတ်ပြီနော်အဲ့ဆိုရင်1000 1000ဘယ်လိုပြောမလဲ11000当的堂，当的堂12000，当中堂13000，14000，15000，16000，17000，18000，19000，然后再当古堂19000，那当所以20000。2万ဒီညမှာ2万လို့မတုံးတော့နော်2万လို့တုံးတယ်1000ကို1万2000ကို2万ဆိုတော့3000ဆိုရင်3万ပေါ့4000ဆိုရင်4万5000ဆိုရင်5万6000 6万9000 7万8000 8万9000 9万နော်9万ကဲ10တောင်းဆိုတော့10万မြန်မာလူကတသိန်းလို့ခေါ်တယ်နော်တသိန်းဆိုတော့10万ကဲဒါဆိုရင်တသိန်း1000ဘယ်လိုပြောမလဲဆက်သွားလိုက်ရုံပဲတူရဲ့ဟိုဖင်ကနေဆက်လိုက်တာနော်မကြောဒီနာမှာ10万ကတသိန်းဆိုရင်တသိန်း1000ဆိုရင်11万ပေါ့တသိန်း1000 12万နော်12万လို့မပြောတော့နော်ဒီနေရာမှာ12万တသိန်း3000ဆိုတော့13万အဲ့လိုတော့ပေါင်းတာပဲเนาะဒီမှာကြည့်သလား13万တသိန်း3000တသိန်း4000ဆိုတော့14万15万တသိန်း6000 16万တသိန်း9000 17万တသိန်း8000 18万တသိန်း9000 19万နှစ်သိန်းဆိုတော့20万ပေါ့ကဲအဲ့ဒါဆိုရင်အရင်ပြောကြည့်2သိန်း4000ဆိုဘယ်လိုပြောမလဲဒီမှာ2သိန်း20万2သိန်း4000ဆိုရင်ဘယ်လိုပြောမလဲ24万နော်ဘယ်လိုတော့မယ်နော်3သိန်း8000ဆိုရင်ရော28万ဒီ10နေရာမှာ20ထည့်လိုက်ရုံပဲ3သိန်းကျော်ပြောမယ်ဆိုရင်ဒီ10နေရာမှာ30ထည့်လိုက်ရုံပဲနော်အဲ့လိုတွဲပြီးတော့တုံးကြည့်ပါနော်သူ့ရဲ့တိဆောက်ပုံတိဆောက်နေရတဲ့မြန်မာစာနဲ့လေဗမာလိုလည်းအတူတူပါပဲနော်ဗမာလိုနဲ့လည်းအတူတူပါပဲကဲအဲ့ဒါဆိုရင်တသိန်းကိုကြတော့10万ဆိုတော့2သိန်းဆိုတော့20万3သိန်း30万4သိန်း40万5သိန်း50万6သိန်း60万9သိန်း70万
8သိန်း80万9သိန်း90万တတန်းတို့မဟုတ်10သိန်းဘယ်လိုပြောလဲ100万10သိန်းကို100万10သိန်းကို100万သိန်း20ဆိုရင်200万သိန်း30ဆိုတော့300万သိန်း40 400万သိန်း50ဆိုရင်500万သိန်း60ဆိုရင်600万သိန်း80ဆိုရင်700万百万အကလုံးအတူတူပဲเนาะ百万ဆိုတာ10ကိုပြောတာအဲ့တော့ဘယ်နဲ့10ဆိုရှေ့ကဒီမှာ1 2 3 4 5 6 9 10 9တက်ပြောင်းလိုက်ရုံပဲသိန်း30ဆိုဒီမှာ300万သိန်း40ဆိုဒီမှာ400万ပေါ့သိန်း80ဆိုရင်800万ပေါ့နော်သိန်း90ဆိုရင်900万ကဲသိန်း100ဆိုဘယ်လိုပြောမလဲ1000万အဲ့ဒါ900ပြီးရတယ်1000လေသူကမြန်မာစာလိုမျိုးဟိုတန်းသိန်းတန်းကလေးတွေမရှိဘူးဆိုတော့ဒီလိုပဲတွက်တာနော်1000万ဆိုတော့သိန်း100အဲ့ဒါကိုဘယ်လိုမားကြလဲဆိုဒီမှာချမ်း1000မလားဘောနော်ဘာဖြစ်လို့ဒီမှာကြောက်ရာဖြစ်လဲဆိုတော့အဲ့ဒါခုနကပြောခဲ့တဲ့1အစုဟိုးရှေ့မှာပြောခဲ့တဲ့1အစုလေမှန်ပြီလားအဲ့ဒီ1အစုထဲမှာပါတဲ့အတွက်ကြောင့်မလို့သူကသိန်း100လို့ပြောရဲဆိုလို့ရှိရင်1000တန်ဒီထက်မှာဘယ်နှရွက်ပါလဲအရွက်ရည်1000ပါတယ်လေဒါကြောင့်မို့သူက1000万လို့ပြောတာဒါမြန်မာလိုကြတော့အဲ့လိုမပြောတော့ဘယ်လိုပြောလဲသိန်း100ပေါ့နော်သိန်း100ဆို1000万သိန်း200ဆိုတော့လေ2000万ပေါ့သိန်း300 3000万4000万5000万6000万7000万8000万9000万နော်သိန်း1000ရီဖြစ်သွားတယ်နော်ရီသိန်း1000ရီသိန်း1000သိန်း1000ရီသိန်း2000ဆို2亿သိန်း30003亿သိန်း40004亿5亿6亿7亿8亿9亿ကဲနောက်ဆုံးသိန်း1000ဘယ်လိုပြောမလဲ10亿နော်တော့ရီအစုထဲပြန်အောင်တော့ရောအဲ့လိုပဲရီအစုထဲမှာလဲ10亿ပြီး8亿ပြီး1000亿အဲ့လိုလာတယ်နော်ဒါပေမဲ့ဒီနေ့ကတော့သိန်း1000ထိပဲတင်ပေးပါမယ်အဲ့တော့10亿နော်နည်းနည်းများတော့လားများတာတော့နည်းနည်းများတယ်နော်ဒါပေမဲ့လွယ်ပါတယ်နော်မခက်ပါဘူးအဲ့ဒါကိုတွားပြီးမှလေ့ကျင့်ကြည့်ပါ